ဟုတ်တယ် speed နဲ့ velocity ဆိုတာဘယ်ပေါ်မှာမူတည်မှာလဲ speed နဲ့ velocity မြန်ခြင်းနှေးခြင်းက time ပေါ်မှာ အချိန်ပေါ် time ပေါ်မှာမူတည်မှာပါ အဲ့ပေါ်မှာမူတည်မယ်အဲ့တော့ average speed average average ပြန်မျှ average ဆိုတာပြန်မျှ speed ဆိုတာအမြန်နှုန်း average speed ပြန်မျှအမြန်နှုန်း average speed ဆိုတာပြန်မျှအမြန်နှုန်းဆိုတော့ဆရာအရင်ငယ်ပေါ်ကသင်ချာကိန်းဂဏန်းကိုပြန်မေးမယ်ပြန်မျှခြင်းကိုလိုချင်ရင်တရားနဲ့လားစုစုပေါင်းကို တရား ကို နဲ့ ရင်းနဲ့စားမယ် တရားနဲ့ မဟုတ်ဘူးခုနကပြောတဲ့အထက်မှာအဖြေမှန်ပါတယ် snow လားဘယ်သူလဲမသိဘူးเนาะ snow ကပြောပါ snow ဟုတ်ဆရာစုစုပေါင်းကိုဒီကိန်းရည်တဲ့နဲ့စားမှာပါဆရာ good job မှန်ပါတယ်စာတင်လို့ရှိရင်6ဘာသာဖြည့်ရင်6ဘာသာရမှတ်6မျိုးကိုပေါင်းပြီးတော့ဘယ်လောက်နဲ့စားရမှာလဲ6မျိုးပေါင်းရင်6နဲ့ နဲ့ စားမှာပါဆရာ စားမှာပါ 1 2 3 4 1 2 3 4 5ရှေ့မှာတစ်ခုထည့်လိုက်မယ်10မှတ်ရအဲ့ဒါ6ဘာသာပေါင်း6နဲ့စားဆိုတာကို average ပြန်မျှလို့ခေါ်တယ်ဘောပေါက်လားမသိနော်အဲ့တော့အခု average space ပြန်မျှအမြန်နှုန်းပြန်မျှအမြန်နှုန်းကိုကြတော့တူတူပဲဘယ်လိုသွားမလဲကြည့်ရအောင် the ratio အချိုးချမယ် total စုစုပေါင်း total ဆိုတာ distance distance ဆိုတာဘယ်လိုတိုင်းရမှာလဲ distance ဆိုတာ ဝတ္ထုရေးလျံမှု ဝတ္ထုရေးတရားရလဲတောင်းချက်ကိုတရားရ အရာဝတ္ထု တိုင်းရပါမယ်ဆရာ ဟုတ်ကြောမှန်တယ် distance ဆိုတာသွားရလမ်းတစ်လျှောက်သူကဒီဘက်ကို3မိုင်သွားတယ်ဒီဘက်ကို3မိုင်သွားတယ်2မိုင်သွားတယ်1မိုင်သွားတယ်4မိုင်သွားတယ်အမျိုးမျိုးသွားလို့ရတယ်1မိုင်ပဲသွားတယ်5မိုင်သွားတယ်အိုးအဲ့သွားတာအားလုံးကိုလိုက်ပြီးပါလို့ရမှာလေတိုင်ရမယ်ဟုတ်ပလားနော်တိုင်းရဒီအရာဝတ္ထုသွားတဲ့ distance တွေအကုန်လုံးကိုလိုက်ပြီးတော့ပေါင်းရမယ်အဲ့ဒါတွေပေါင်းပြီးတော့မှအဲ့ဒီသွားတဲ့ time taken ဘာချိန်နဲ့စားပေးရမှာလဲ time taken ဟွာ ကြာချိန် ကြာချိန် စားမှာ ဘာချိန် ကြာချိန်နဲ့စားပေးရပါမယ်ဆရာ ဒီကနေဒီထိရတာက3မိုင်3သူကလည်း3သူက2သူက1သူက4သူက1သူက2သူက3 3 1 3ဆိုရင်ဒါတွေအကုန်လုံးကိုပေါင်းရမယ်အဲ့ဒီ3ကနေ3ထိသွားဖို့အတွက်တိုက်တိုက်ဆိုင်ဆိုင်သူက3စက္ကန့်ကြာတယ်သူ့လည်း3စက္ကန့်ကြာတယ်သူက2စက္ကန့်ကြာတယ်စက္ကန့်ဆိုတာ time taken ဘာချိန်ကိုတိုင်းတာလဲကြာချိန်ကိုတိုင်းတာ ကြာချိန်တိုင်း သူက4စက္ကန့်ကြာတယ်သူကတိုက်ဆိုင်စွာနဲ့1စက္ကန့်သူက2စက္ကန့်သူက3စက္ကန့်သူက3စက္ကန့်သူက1စက္ကန့်သူက3စက္ကန့်ဆိုအဲ့စက္ကန့်တွေအားလုံးကိုလည်း total မလုပ်ပြရမှာလဲစက္ကန့်တွေအားလုံးကိုလည်း တိုတယ်စုစုပေါင်းပေးရပါမယ်ဆရာ ပေါင်းပေးပါမယ် အချိန်တွေအားလုံးကိုလည်းပေါင်းရမယ် distance တွေအားလုံးကိုလည်းဘာလုပ်ရမှာလဲပေါင်းရမယ်ဟုတ်ပြီနော်အဲ့တော့စုစုပေါင်းအကွာအဝေးကိုတင်သွားတဲ့အချိန်နဲ့ဘာလုပ်ပေးရမှာလဲစားပေးရမှာ စားပေးရပါမယ်ဆရာ ပြရပါဆရာ ဖြစ်တယ်ရမလားပြောတဲ့အဓိပ္ပာယ်ကိုရပါမယ်ဟုတ်ရပါမယ်ဆရာ average ကို v average speed ရဲ့သင်္ကေတက v average ရဲ့သင်္ကေတက av distance ရဲ့သင်္ကေတက s time ရဲ့သင်္ကေတက t s ကို t နဲ့စားပေးရမယ် ratio အချိုးချရဆိုတာစားပေးရတာအဲ့တော့ speed ကိုလိုချင်ရင် distance s ကို time t နဲ့စားပေးရမယ်အဲ့ဒီမှာသုံးတဲ့ distance ဆိုတာ sorry s ဆိုတာ distance ဆိုတာသွားရလမ်းအကုန်လုံးကိုလိုက်တိုင်ရမယ် Do you understand ဟုတ်နားလဲပါရဲ့ ဟုတ်နားလဲပါဆရာ V A V လို့မရေးချင်ရင် V ဘာလို့ရေးရမယ်ဘာ B A R ဘာလို့ကလတ်တို့လိုမျိုးပေါ့နော်ဘာကိုပြောတာ V ဘာ equal to ကလည်း S by D ပဲ A V လို့မရေးချင်လို့ဘာလို့ရေးတာအဲ့တော့ V ဘာဆိုတာ V A V သို့မဟုတ် V ဘာဆိုတာနာမည်က average speed ကိုပြောတာ x ဆိုတာ distance ကိုပြောပြီးတော့ t ဆိုတာကတော့ time taken ကြာချိန်ကိုပြောခြင်းဖြစ်ပါတယ်
အဲ့တော့ average speed ဆိုတာ distance နဲ့ time taken ကိုအချိုးချရင် average speed ကိုရတယ်ဒါဆိုရင်ဆရာကမင်းတို့ကိုလမ်းလျှောက်ခိုင်းလိုက်မယ်လူတစ်ယောက်မင်းတို့ကို project တစ်ခုအနေနဲ့လမ်းလျှောက်ခိုင်းလိုက်တယ်အဲ့တော့လမ်းလျှောက်ခိုင်းလိုက်တော့ကျွန်တော်ကလမ်းထိပ်ထိရှောင်လိုက်တယ်ဆရာအဲ့ဒီလမ်းထိပ်ထိရှောက်တာကိုကြိုက်တဲ့နှုံးနဲ့ကိုရှောက်တဲ့အချိန်မှာကိုယ့်ရဲ့ဖုန်းကနာရီကိုကြည့်လိုက်မယ်ကျွန်တော်က10နာရီတိတိယရှောက်လိုက်တာဆရာလမ်းလျှောက်သွားတယ်ဖြည်းဖြည်းချင်းတလန်းချင်းလမ်းမှာလူတစ်ခွေးလေးကလိုက်ဟောင်လို့ခွေးလေးမောင်းပေါ့နော်ဒါမှမဟုတ်ရင်ခွေးလေးမတွေ့လဲတငယ်ချင်းတစ်ယောက်တွေ့တယ်ဆိုပါတော့နှုတ်ဆက်အဲ့တော့သူသွားရင်းနဲ့ဒီကိုရောက်သွားတော့10နာရီနဲ့15မိနစ်ဖြစ်သွားပြီဒါဆိုသူသွားရန်ကြာချိန်ကဘယ်လောက်လဲဘယ်နှမိနစ် 15 minute ပါဆရာ 15 minutes ပါဗျာ 5မိနစ်ဒီနေရာကနေဒီနေရာအထိသွားတော့ तू ကတော့ဒီခွေးတွေတွေ့တယ်လူတွေတွေ့တယ်ဟိုဘက်ဒီဘက်တော့နည်းနည်းရိမ့်နေပေါ့နော်ဒါပေမဲ့လို့ဒီသွားတဲ့လမ်းအကွာဝေးက तू ကတအိမ်ကအိမ်ချန်ဝင်းကဥပမာတဝင်းကိုပေ80ဆိုပါစို့အဲ့ဒါရင်8324ပေပေါင်း200နဲ့ဘယ်နဲ့10ကိုသွားလိုက်တာလေချန်ဝင်း3ဝင်းဆိုတော့ပေပေါင်းဘယ်နဲ့ရ40 40ပါဆရာ ပေလို့ပြောရင်ဒါပါ system ကိုသုံးပြီးတိုင်းထားတာလေအကွာအဝေးက FPS system ပါဆရာ PS အဲ့တော့ तू ကအသွားတုံးက240ပေထိရောက်သွားပြီအဲ့ဒါချင်း तू ကပြန်လာခဲ့တာအိမ်မှာစာရေးတော့မယ်လေ project ကိုခိုင်းတော့မယ်ဆိုတော့ तू ကဒီနေ့ရောက်ပြီးမှမေ့ပြီးတော့မှမုံဝယ်ပေါ့နော်ဒါ store ဆိုင်ပေါ့ glossary store ဆိုင် GNG ဖြစ်မှာပေါ့နော်အဲ့တော့အဲ့ store ဆိုင်ကနေမြန်လာလိုက်တော့အပြန်ကြတော့10နာရီနဲ့25ရောက်တော့ तू ကအိမ်ပြန်ရောက်တယ်ဟဲ့အပြန်ကြဘယ်နှစ်မိနစ်ပဲကြာတော့ 10 minutes ပဲကြာ 10 ပါ မိနစ် ဗျာ အပြန်ကလည်းမရှိတော့ဘူးခွေးကလည်းမရှိတော့ဘူးဆိုတော့နှုတ်ဆက်စရာလည်းမလိုတော့ဘူးခွေးလည်းမောင်းရတော့ဘူးသူကမြန်ပြန်ရောက်လာတယ်အဲ့ဆိုရင်သူသွားတဲ့စုစုပေါင်းအကွာဝေးသည်ဘယ်နှစ်မိနစ်လဲအချိန်က 25 minutes 25 minutes 15 minute ပါဆရာ 240ကိုနှစ်ခေါက်ပြန်လိုက်တော့နှစ်နဲ့မြောက်လိုက်တော့စုစုပေါင်းဘယ်280ပေဖြစ်သွားပြီ480 480 80ပေးပါဆရာ ဒါကမောင်မောင်ကသွားတာအောင်ကကြာသူ့လမ်းထိပ်က240ပေဟုတ်ချင်မှာဟုတ်မှာလေ10ပေပဲဝေးချင်ဝေးမှာပေါ့တယောက်နဲ့တယောက်တူပါမလား မတူပါဘူးဆရာ တယောက်ကတော့ပေ100ပဲဝေးချင်ဝေးမယ်အဲ့တော့သူတို့သွားတဲ့နှုံးမတူတယ်လို့သူတို့ရဲ့ speed တွေလည်းတူနိုင်ပါမလားအိမ်ပြန်ရောက်တဲ့ speed တွေရော မတူနိုင်ပါဘူး မတူနိုင်ပါဘူးအဲ့တော့တယောက်ကိုတက်ဖို့ဖြစ်နေမယ်အဲ့ဒီ speed တွေကိုတွက်ချင်ရင်နဲ့အဲ့ဒီမင်းသွားမဲ့အကွာအဝေးနဲ့မင်းသွားလို့ကြာတဲ့ကြာချိန်နဲ့ကိုအချိုးချလိုက်ရင်အဲ့ဒါမင်းရဲ့ speed ကိုရပြီပဲတနေ့နဲ့တနေ့ရောတူပါမလားသွားတဲ့နှုံချင်းက မတူပါဘူး ပါဆရာ သဘောပေါက်ရင်လားဒါဆို speed တွက်တဲ့နည်းကို သဘောပေါက်ပါရဲ့ဆရာ နော်အဲ့ဆိုရင် average speed ပြီးရင် average velocity ကိုသွားမယ် velocity ကလည်းအမြန်နှုန်းပဲအလျင်ပဲသူကလည်း ratio အချိုးချမယ်သူ့ရဲ့အချိုးက total displacement စုစုပေါင်းရွေ့တဲ့အရွေ့ displacement နဲ့အပေါ်က distance ကွာသွားပြီ displacement ကကြတော့ဘယ်လိုတိုင်းရမှာလဲ စာမနဲ့ဆုံးမကိုတိုင်းရပါ ဖြောင်းတိုင်ရမယ်စာမတ်နဲ့စုံမတ်ကိုမြင်ဖြောင်းတိုင်ရမယ်ဆိုတော့အစောကတော့ဆရာစာမတ်နဲ့စုံမတ်ကိုဘာဖြောင်းမဲ့သင်ပေးထားလိုက်တာလဲမြင်ဖြောင်းမဲ့သင်ထားလိုက်တာเนาะအဲ့တော့ time taken ဘာချိန်ကိုစဉ်းစားမှလဲနောက်တစ်ခုကကြာချိန် တာချိန်ပါဆရာ displacement က better velocity ကလည်း better quantity ဖြစ်သွားတယ် speed က scalar အဲ့တော့ better မှုအပေါ်က arrow ပါလာတယ် VAB ရဲ့အပေါ်မှာ arrow လေးပါလာတယ်S ကလည်း displacement မို့အဲ့ဒီ displacement S က beta quantity မို့များလေးပါတယ်ဒီအပေါ်က S က distance က scalar quantity မို့များမပါဘူးသူက beta မို့များလေးပါလာတယ်အဲ့တော့ VAV equal to VAV beta equal to S beta by D လို့ဖြစ်သွားတယ်သို့မဟုတ် V beta bar equal to S beta by D ဒီ beta ဒီ displacement က beta quantity ဒီများလေးကvelocity ကလည်းဘာ quantity လို့ပြောတာလဲဆိုရင် vector quantity လို့ပြောတာအဲ့တော့ဆရာ၄မျိုးသင်ထားတယ် distance နဲ့ displacement အခု space နဲ့ဘာအကြောင်းကိုသင်ထားလဲ velocity distance ကဘယ်လိုတိုင်းတာလဲ တိုင်းတာပါဆရာ ဝိထုရွေးရလန်တဲ့ချက် displacement ကဘယ်လိုတိုင်းမှာလဲ
စာမှန်နဲ့ဆုံးမ စာနဲ့ စာမ စာမ နဲ့ နဲ့ ဆုံး ဆုံး မ မ ကို ကို တိုင်း တိုင်း တော့ တာစာမနဲ့ဆုံးမကိုတိုင်းတော့ခုနကလူပဲလမ်းလျှောက်သွားတဲ့သူ့အိမ်သူပြန်ရောက်ရင်သူ့အိမ်ကစတယ်အိမ်မှာဆုံးတယ်ဆိုရင်သူ့ရဲ့ display မှာငါဘယ်လောက်ဖြစ်မှာတော့စလေဒီနေရာအဆုံးလေဒီနေရာဆိုတော့ display မှာငါဘယ်လောက်လဲ 0ပါဆရာ ဒီ 0 လို ပါ ပါ အ ဒီ ချိန် လိုပါ ကုန်အချိန်တစ်နာရီကုန်2နာရီကုန်အခုသူ့ကိုတိုင်းလိုက်တဲ့ velocity ကဘယ်လောက်ပဲဖြစ်နေမှာပဲလေရက်နေတယ် 0ပဲ ဒီလိုပဲဖြစ်နေမှာ သို့တော့ space ကတော့ရှိတယ် velocity ကမရှိတော့ဘူး velocity ကဘာကြောင့်လဲဘာ quantity ဖြစ်နေလဲ vector ဒါကြကွန်တက်တီ vector quantity ဆိုတာစာမနဲ့ဆုံးမကို straight line ဘာဖြောင်းဆက်ရမှာလဲ နင်းဖြောင်းရပါမယ် ဖြောင်းဆက်ရမယ်ဟုတ်ပါပြီကဲဒါဆိုလို့ရှိရင် sorry ပါဒီမှာ v vector by equal to average velocity ကိုပြောပြီးတော့ s vector displacement t ကတော့ဗာ taken ကိုပြောတာပဲလေ time taken ကိုပြောတာပဲ တိုင်းကြည့်တော့ပြောရပါ အဲဆိုရင် average speed the ratio of total distance to time taken average velocity the ratio of total displacement to time taken speed ကိုလိုချင်ရင် distance နဲ့တွက်ရမယ် velocity ကိုလိုချင်ရင်တော့ displacement နဲ့တွက်ရမှာဖြစ်ပါတယ်ရမလားအားလုံး